အမျိုးတွေမင်္ဂလာပါဗျအခုဆိုရင်တော့ဦးစင်းကဒါအကြောင်းပြန်ရောက်ရှိလို့နေပါပြီဗျเนาะမနေ့ကတည်းကအကြောင်းပြန်ရောက်ရှိလို့နေပါတယ်ဒီနေ့ကဆိုရင်2ရက်တလပိုင်း2000နဲ့မှ26ဖြစ်ပါတယ်ဗျเนาะဒါ2000နဲ့မှ26ပေါ့ဒါတရက်ကနေဒီเนาะတရက်တလပိုင်း2000နဲ့မှ26မှာဒါဦးစင်းဒါရိပဝန်တာနုပရိဒအတင်းဆိုပြီးမှဒါဦးစင်းဟာပေါ့เนาะတီထောင်နေပေါ့နော်ဒါရိပဝန်တာတို့ဖွဲ့စည်းထားတယ်ပေါ့နော်ဒါရိပဝန်တာတို့ပရိုက်တာတင်းပညာရေးကျမ်းမာရေးထောက်ပံ့ရေးမှတ်တမ်းပုံရေးများဆိုရင်မှာဒါဥစဉ်ဒါလူတန်းကြတာတွေကတော့အများကြီးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါပညာရေးနဲ့ပတ်သက်ပြီးမှဒီနေ့ဒါအကယ်ဒမီကျောင်းကဒီနေ့ထူးချွဲအမှန်များဆုံးလူတွေကိုဥစဉ်ထိုက်တန်တန်ဒါချီးမြှင့်ခဲ့တယ်ပေါ့နော်ဒါဒီနေ့ဆိုရင်3ဦးပေါ့နော်ဒါကတော့တမတော်သားတွေစေယုံမှာတက်နေတဲ့တမတော်သားတွေပေါ့နော်တမတော်သားတွေပတ္တာစတွေပြည်သူစစ်တွေအကုန်လုံးပေါ့နော်ပြည်သူစစ်တွေတမတော်သားတွေအစုံမဲ့အောက်မှာတွေရောရေဘေးငလျင်ဘေးအစုံပေါ့ဥစဉ်ဒါလှူဒန်းခဲ့တဲ့အရာလေးတွေပေါ့နော်ဒီဒါရိပဝန်တာတို့ပရိဒအတင်းကဘာကြောင့်ထောင်ရတာလဲဆိုလို့ရှိရင်ဟိုးမှာဥစဉ်ရဲ့ logo တစ်စိတ်ကလေးတွေ့လိုက်ပဲဗျာနော်အဲ့ဒီပန်းလေးနဲ့ဟာကကျမ်းမာရေးကိုဥစဉ်တို့ကညွှန်ထားခြင်းဖြစ်ပါတယ်ဗျာနော်ဒီလက်ကလေးနဲ့အရာကတော့ပညာရေးပေါ့နော်ဥစဉ်ရဲ့ကိုယ်ပိုင် logo တစ်စိတ်လေးပေါ့နော်ဒါရိပေါ့ဆိုတော့ကိုဥစဉ်တို့ဟိုပါပေါ့နော်ပြည်သူစစ်တွေတမတော်သားတွေနိုင်ငံဝန်ထမ်းတွေတချို့လဲတမတော်ထဲမှာကအောက်ချင်မိသားစုတွေမှာကြောင်းထားခြင်းနဲ့မထားနိုင်တဲ့သားသမီးမိသားစုတွေရှိတယ်10တန်းမှာဟောနော်ဒီဂရိတ်တန်းတို့ဂရိတ်9တို့7နှစ်ပေါ့ဗျအခုကတော့7တန်းမှာအမှတ်များနဲ့အောင်ကြတယ်ဒါပဲနဲ့အမှန်များနဲ့တို့ထားခြင်းတဲ့အတိုင်းဖြစ်မလာတာရှိတယ်အဲ့ဒါကြောင့်ဦးဇင်းဟုတ်လားအချို့လဲပြည်သူစစ်တွေထဲမှာရှေ့တန်းမှာကြာရှုံးသွားတဲ့ပြည်သူစစ်တွေရှိတယ်ဒဏ်ရာရတဲ့ပြည်သူစစ်တွေရှိတယ်တချို့မိသားစုအခက်အခဲတွေတွေ့နေတာရှိတယ်ကျောင်းတွေကိုတာသမီတွေကျောင်းထားဖို့အခက်အခဲတွေတွေ့နေတာရှိတယ်ကျမ်းမာရေးအတွက်ပြဖို့အတွက်အခက်အခဲတွေတွေ့နေတာရှိတယ်အများကြီးရှိတယ်အဲ့မှာဦးဇင်းဒီတိုင်းသွားလို့တော့မဖြစ်တော့ဘူးလို့ငါတခုခုတော့အလုံးမဖြစ်မှာဆိုပြီးမှဒါဦးဇင်းတကယ်ဟိုနော်တောင်းတင်းခိုင်ခန့်အောင်ရေရှည်လက်တည်တတ်နိုင်အောင်ဒါဥစဉ်ရွယ်ချက်နဲ့ထောင်ထားခြင်းလည်းဖြစ်ပါတယ်ဗျာနော်ဥစဉ်က4ရက်လွတ်လပ်ရေးနေ့ဆိုရင်ဒါ4ရက်နေ့ပေါ့နော်အဲ့ဒီနေ့မှာပဲဥစဉ်ကဆရာတော်ကြီးတွေရဲ့ဩဝါဒနဲ့ဥစဖွဲ့စည်းတဲ့ပါဝင်မဲ့တကားတွေရဲ့ဒါအချင်းချင်းလေးပေါ့နော်အဲ့ဒီနေ့မှာဥစဉ်ကဆရာတော်ကြီးတွေရဲ့ဩဝါဒခံယူပြီးမှစီမံချက်တွေနဲ့ကြာနာပလန်ဆွဲပြီးမှလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဗျာနော်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဒါဘာပြောပေါ့နော်ဒီလိုလေးလှုပ်ဆောင်လိုက်လို့ရှိရင်ဒါဥစဉ်ကအမျိုးမျိုးအနေနဲ့မှာခေါင်းဆောင်တွေထားမယ်ဥပမာဆိုကြပါစို့ရန်ကုန်ဆိုမှလည်းတစ်ဖွဲ့ရှိမယ်ရန်ကုန်မှာဆိုလို့ရှိရင်လည်းဒါဥစဉ်